မွေးနေ့တော်ချိန်ခါဆုတောင်းရာအုပ်ဆိုးခြင်းအာနာဆက်ရှိသူဟေရှာယအနာဂတ်တိကျမ်းအခန်းကြီးကိုအငယ်6အကြောင်းမူကားငါတို့အဖို့သူငယ်ကိုဖွားမြင်၏ငါတို့အားသားကိုတနာတော်မူ၏ထိုသူသည်အုပ်ဆိုးခြင်းအာနာဆက်ရှိလိမ့်မည်နာမတော်မူကားအံ့ဩဖွယ်တိုင်ပင်ပဲတကူကြည်သောဖျားသခင်ထာဝရအဖငြိမ်သက်ခြင်းအရှိဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်အာမင်ဆုတောင်းကြပါစို့ထာဝရအရှင်ဖျားသခင်ကိုရောဤနာမတော်အားဖြင့်ပြည့်စုံခြင်းကိုကျွန်ုပ်တို့ခံစားရစေတော်မူပါအံ့ဩဝယ်သောဖျားကိုရောဤပညာတော်ဖြင့်ကျွန်ုပ်တို့ကိုလမ်းပြတော်မူပါပါကျွန်ုပ်တို့၏အသက်တာအတွက်တိုင်ပင်ဘက်ဖြစ်တော်မူသောကြောင့်ယေရှုတင်ပါ၏တကူကြည်တော်မူသောဖဖျားရှင်ကျွန်ုပ်တို့၏ဘဝအခက်ခဲများကိုကိုရောဤတကူတော်အားဖြင့်အောင်နိုင်စေတော်မူပါကျွန်ုပ်တို့နှင့်အစဉ်သာဝရရှိတော်မူသောဖကျွန်ုပ်တို့အားဖွယ်ကာစောင့်ရှောက်တော်မူပါညီသက်ချင်းအရှင်ဖျားသခင်သည်ကျွန်ုပ်တို့၏စိတ်နှလုံးများတဲ့သို့ကိုရောဤငြိမ်သက်ခြင်းကိုတွန်းလောင်းပေးပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်